white message လုပ်တဲ့အခါမှာအဆင့်ဘယ်နှဆင့်ပါလဲလို့မေးကြတဲ့ customer လေးတွေအတွက်ဒီဗီဒီယိုလေးကနေတစ်ဆင့်ပြောပြပေးလိုက်မယ်နော်ပထမဆုံးအနေနဲ့အီရိုမစီဒါမှမဟုတ်အမွှေးစီတန်ရှင်းတဲ့တပတ်များနဲ့ခေါင်းများကိုစနစ်တကျပြင်ဆင်ပေးထားပါတယ်နောက်အဆင့်ကတော့စီပူပေးခြင်းပဲဖြစ်ပါတယ်စီကိုအနှင်းငယ်နွေးအောင်ပြုလုပ်ထားတာဖြစ်လို့လူကိုပုံမတတတဖြစ်စေပါရဲ့ရှင်ဒုတိယ step အနေနဲ့ကတော့စတင်နှိမ့်နေခြင်းပဲဖြစ်ပါတယ်ဒီအဆင့်ထဲမှာတော့လဝါးတွေကိုစီအနှင်းငယ်ထည့်၍ခန္ဓာကိုယ်ပေါ်သို့အသားရလေးလိမ့်ပေးပါတယ်တတိယအဆင့်အနေနဲ့ကတော့ကြွက်သားများကိုနှိမ့်နေပေးခြင်းပဲဖြစ်ပါတယ်ဒီအဆင့်မှာကတော့ပခုံးခါခြေသလုံးတို့ကိုလက်ချောင်းများနဲ့လက်ဖွားကိုသုံး၍စုပ်နေပေးပါတယ်လေးဆင့်မြောက်ကတော့ဖိနေခြင်းပဲဖြစ်ပါတယ်ဒီစစ်မှာကအရန်တင်းနေတဲ့အဖူးကျိတ်တွေရှိပါကလက်မဒါမှမဟုတ်လက်ချောင်းထိန်များကိုသုံးပြီးစဝိုင်းပုံစံနဲ့နှိမ့်နေပေးပါတယ်ငါးဆင့်မြောက်ကတော့ခောက်ပေးခြင်းဆိုတဲ့အဆင့်ပဲဖြစ်ပါတယ်နောက်ဆုံးဆင့်တွေကတော့ပုံရှန်နေတဲ့စီဒီကိုတစ်ပတ်နွေးနွေးလေးဖြင့်တာယာတုပ်ပေးပါရဲ့ရှင်အခုပြောပြပေးသွားတဲ့အဆင့်လေးတွေကတော့ white message မှာပါတဲ့ step by step အဆင့်လေးတွေပဲဖြစ်ပါရဲ့ရှင်